မြန်မာနိုင်ငံမှာပြည်သားပေမဲ့ဂျာမနီနိုင်ငံဟမ်ဘော့မြို့မှာခုမှကျင်းပမဲ့တကြံပွဲကိုကျွန်တော်နဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေကပူးပေါင်းပြီးတော့မှ volunteer လုပ်ခဲ့တဲ့ video file လေးကိုဒီနေ့ရိုက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တငယ်ချင်းတွေအားလုံးကမလုံးရေးပေါ်ကျွေးပင်ဆိုပြီးတော့မှတာဝန်ကျလို့ကျွန်တော်တို့မနေ့ညတဲ့အသင့်ပြင်ထားတဲ့ဂျုံနဲ့ထညက်ခဲတွေအားလုံးကိုအခုပွဲမစခင်စလုံးဖို့အတွက်စီစဉ်ပါပြီအလင်းမှာပြုံးပြုံးလေးနဲ့လုံးနေတာကတော့တခြားမဟုတ်ပါဘူးမမိုးရီကိုရဲ့ညီမမမိုးရီဆိုလို့ခေါ်တယ်ပေါ့နော်နောက်ပြုံးရဲစွာနဲ့လုံးဖယ်နေတဲ့ကျွန်တော်တို့ရဲ့ချစ်ကိုကြီးကိုငယ်ရဲ့ဘေးနားမှာအာယုံဆိုင်ပြီးတော့မှလုံးနေတဲ့မတင်စာရဲ့ဘေးနားမပွင့်ရဲ့အိုးကျွန်တော်တို့ရဲ့တငယ်ချင်းကိုကျဲစင်ရဲ့နောက်ပြီးတော့မှအတူက Oppa လို့ခေါ်တဲ့ကျွန်တော်ရဲ့ကူတင်ဖြစ်ပါတယ်လို့ကျွန်တော်ကတော့ကင်မရာမန်ပြင်တာဝန်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမုံလုံးရေးပေါ်လုပ်ဖို့ပြင်ဆင်ခဲ့တော့ကလည်းလူရောက်100စာကြော်အတွက်ဆိုပြီးတော့မှတေးသေးချာလေးကိုပြစင်စင်နဲ့လာခဲ့တာပေါ့နော်အမိုးကတော့မပြင်းအောင်ဆိုပြီးတော့မှ DJ တချင်းဖွင့်ပြီးတော့မှလုံးနေပေါ့နော်ချင်းကတော့ဆွဲထားလက်ပေါ့နော်ဆွဲနေလက်ဆွဲတယ်လက်ဆွဲပြီးကြတယ်လည်းပုံရင်ကဆွဲမဲ့နှစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့လည်းတချင်းလေးဖွင့်ပြီးပြပလေးမြူးချွတ်လေးလုံးနေကြတဲ့ feeling ကြီးကလည်းတကယ်ကိုဘာနဲ့မှနိုင်လို့မရအောင်ပျော်ရွှင်စရာကောင်းခဲ့ပါတယ်အမမရဲ့တကြံပွဲတော့ရေပတ်တာမပါပဲမြင်ကျွန်တော်တို့ရဲ့မွန်းလုံးရေပေါ်အားဖြင့်ရေထဲမှာအေးမြသွားစီမယ်လို့တော့ယုံကြည်ပါတယ်လို့နေဦးဒီမိသွားတဲ့လူတွေတော့စိတ်မကောင်းဘူးပေါ့နော်အဲ့လိုနဲ့လာတာ6ယောက်ပါကျွန်တော်ပါမ9ယောက်ဆိုနောက်တစ်ယောက်ဘယ်ရောက်နေလဲဆိုပြီးတော့မြို့ပေါ်ချောင်းနဲ့တွားကြည့်တော့ငရုတ်သီးတွေကိုဆက်ပြီးတော့မှလီးပြီးတော့မှကျင်းလိုက်ထဲမှာမှအီကိုတွေ့ခဲ့ပါတယ်လို့ဒါနဲ့ကျွန်တော်လည်းသူတို့လုံးတာကိုကြည့်ပြီးသဘောကျလို့ selfie ရိုက်ရမလို့ကင်မရာရိုက်ရမလို့နဲ့ဗီဒီယိုလေးပဲမှတ်တမ်းတင်ခဲ့ပါတယ်လို့အဲ့ဒါနဲ့ကျွန်တော်လည်းကင်မရာလေးချပြီးတော့မှသူတို့နဲ့ပူပေါင်းပြီးတော့မှမုံလုံးရေပေါ်ကိုစတင်ပြီးတော့မှလုံးတော့မှဖြစ်ပါတယ်ကျွန်တော်တို့မုံလုံးရေပေါ်စလုံးတဲ့ချိန်မနက်10နိုင်လောက်ရှိပြီပေါ့နော်အဲ့တော့စလုံးတဲ့ချိန်မှာတော့ပြုံးလိုက်ယုံလိုက်လုံးလိုက်နဲ့မောလိုက်ပန်းလိုက်ရီလိုက်နဲ့ပေါ့နော်ဟာတတိုက်ကြီးကိုစကားပြောပြီးတော့အာရပါလုံးတဲ့ feeling ကြီးကတကယ်ကိုပြောစရာကောင်းပါတယ်ဒါကတော့ကျွန်တော်တို့ဘောမှာပထမအောင်ဆုံးမုံလုံးရေပေါ်ကိုလုံးရှင်းမတရားပါလို့ဒါကြောင့်ကျွန်တော်ကတော့မုံလုံးရေပေါ်ဘလို့လုံးလဲဆိုတော့အမရဲ့ဆရာတင်တယ်ပြီးတော့ကျွန်တော်အခုကြည့်နေတဲ့ပိတ်သက်တွေကိုပြချင်ပါတယ်လို့အရင်ဆုံးမုံသားကိုသူမရဲ့ပါနဲ့ဖက်လေးကိုင်းတယ်လို့ပဲလက်ဖက်နဲ့တိတိချာလေးလုံးပြီးတော့မှညင်သားစွာမကွဲထွက်သွားအောင်လုံးရပါတယ်ပြီးတော့အဲ့လိုလေးလုံးရပြီဆိုလို့ရှိရင်အလဲလေးကိုဖိပြီးတော့မှထညက်ခဲလေးထည့်ပါတယ်ထညက်ခဲလာကြံတကလာတော့မသိဘူးကျွန်တော်ထည့်လိုက်ပြီးတော့မှအဲ့လေးပြန်မထွက်သွားအောင်တေချာလေးပြန်နေဖိပြီးတော့မှလုံးခဲ့ပါတယ်လို့အဲ့လိုပဲဘေးနာတငယ်ချင်းတွေကလည်းစကားကိုအမုံပြောကျွန်တော်ကလည်းလက်မမုံလုံးရေပေါ်လုံးရင်းနဲ့မောပြီးနောက်ဆုံးမှာတော့မုံလုံးရေပေါ်လေးလုံးလေးကိုရရှိသွားပါပြီခဏနေတော့အမတယောက်ကကြိုထားတဲ့ရေနွေးတွေရပြီဆိုပြီးတော့မုံလုံးရေပေါ်လေးထည့်ပြီးတော့မှနောက်ဆုံးကျွန်တော်တို့လုံးထားတဲ့မုံလုံးရေပေါ်လေးရဲ့ final result လေးကိုရရှိသွားပါပြီအဲ့လိုနဲ့ကျွန်တော်တို့ရဲ့တကြံပွဲရစားတော့မှမို့လို့မစခင် volunteer လုပ်တဲ့လူတွေကအရင်စားကြပါဆိုလို့လာခေါ်တဲ့အမကိုတောက်တဲ့ထားပြီးတော့မှကျွန်တော်အားလုံးသွားစားကြပါတယ်လို့ဒီမြင်ကွင်းလေးကအမတန်းယူစီရနော်နော်သူများတွေကကျမကိုခြံထားတာနော်ကျမနော်တယောက်တည်းရက်ဆက်ကြတာနောက်ွယ်မှာပေါ့နော်ကျမတယောက်တည်းလုံနေရတဲ့ပုံပေါ့နော်တကယ်လည်းတော့မဟုတ်ပါဘူးသဘိုးနှစ်အောင်စားပြီးတော့ကျမဟိုပါပေါ့နော်မခံစားနိုင်ဘူးခံစားနိုင်သဘိုးနှစ်ပြီးတော့ကျမဒီမှာပါပူဖေးသားမစားခင်ဒီအမလုံးနေတာကြည့်ပြီးတော့မှမသိရင်တယောက်တည်းအများကြီးလုံးရတယ်ဆိုတဲ့ပုံစံပေါက်နေလို့ကျွန်တော်လည်းအိပ်ပုံကြီးရှားပါတယ်ဆိုပြီးတော့မှဗီဒီယိုလေးရိုက်ပြီးတော့မှဟာသားလေးဖောက်ရင်းနဲ့ပြောစရာကောင်းခဲ့ပါတယ်ဒါကတော့သူ complaint တက်ပါတယ်ပေါ့နော်တကယ်တမ်းကတော့ကျွန်တော်တို့ရှေ့မှာသူအဝကြိတ်ပြီးတော့မှကျွန်တော်တို့ကြံခဲ့တဲ့ဂျုံကြံလေးနဲ့ထညက်လေးတွေကိုဆက်ပြီးတော့မှလုံးပေးရဖြစ်ပါတယ်လို့အဝကြိတ်တယ်ဆိုလို့ကျွန်တော်တို့ရဲ့တကြံပွဲလေးနဲ့ပွဲစီစဉ်လေးကိုအရင်ဆုံးပြပြချင်ပါတယ်ဒီဟမ်ဘိုမြို့လေးရဲ့တကြံပွဲလေးတကယ်ချစ်ဖို့ကောင်းတယ်ပေါ့နော်ဖျားချောင်းဆောင်ရဲ့အောက်မှာတကြံရဲ့အစင်အရင်လေးနဲ့ပတောက်ပန်းလေးတွေကိုတည်ချာလေးကန်းနာလေးဖြစ်အောင်ကိုဖြစ်စင်ကြတယ်ပြီးတော့ဒီတကြံပွဲကိုလာရောက်ကြတဲ့ဧည့်သည်တွေကိုလည်းကျွန်တော်တို့ပါဝင်မြန်မာမိသားစုတွေကဝတ်တနိုင်တဲ့အစားအသောက်လေးတွေကိုပေါင်းပြီးတော့မှဘူဖေးစတိုင်ချကျွေးခဲ့တာဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်လည်းပြည်ပမှာစူးစမ်းနေတဲ့လူသမားတွေနဲ့ចောင်းသားတွေအတွက်မြန်မာပြည်ကိုခေတ္တခဏပြန်ပြီးတော့မှရောက်သွားအောင်လွှမ်းဆွသွားအောင်ဖြစ်စေတဲ့အတွက်အိမ်ကိုလည်းပြန်ပြီးတော့မှလွှမ်းမိပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်းမုတ်ဖက်အီလေးနဲ့ဟင်းရည်ပူနွေ့နွေ့လေးပြစ်ကလေးနဲ့ပေါင်းဆက်ထားတဲ့မိုးရင်ကပွဲကိုပဲစက်သားကြော်နှလုံးလေးနဲ့စားသုံးမှာဖြစ်ပါတယ်ဒါကတော့ပွဲမစားခင် volunteer တွေနဲ့အဖွဲ့ဝင်တွေအဖွဲ့သားတွေအားလုံးကြိုပြီးတော့မှ buffet စားနေကြတာဖြစ်တယ်လို့စောစီရောက်တဲ့ဧည့်သည်တွေလည်းဝင်ပြီးတော့မှစားနေပါပြီဒီတကြံပွဲလေးကိုစပြီးဆိုပြီးတော့မှအရင်ဆုံးချစ်စရာကောင်းတဲ့စီစဉ်လေးက April လမွေးနေ့ရှင်တွေနဲ့ March လအတွက်မွေးနေ့ရှင်တယောက်ကိုပေါင်းပြီးတော့မှမွေးနေ့ဆုတောင်းစကားလေးပြောလိုက်တဲ့အရာလေးကလည်းတကယ်ကိုကြည်နူးစရာကောင်းတဲ့ခိုက်တန်လေးပါပြီးတော့ခဏကိုစီစဉ်တဲ့လူကြီးကလည်းစီစဉ်ကိုစားပြီးတော့မှမိတ်ဆက်ရပေါ့နော်ပြီးတော့ပြိုမေလေးတွေကတေချာလက်ကျင့်ပြီးတော့မှကထားတဲ့တကြံကလေးနဲ့ဖြောဖြီးခဲ့ကြပါတယ်သူတို့ကတော့မညီဘူးပြောတယ်ကျွန်တော်ကတော့မညီတာတွေ့တာဆိုလို့ကျွန်တော်ဘေးနာဦးလေးရဲ့ဖြီးနေတဲ့သွားပဲတွေ့တယ်ပေါ့နော်အဲ့လိုနဲ့လွေးတူရှင်းပြောရရင်တော့တကြံပွဲလေးမှာကျွန်တော်တို့တချင်းလေးဝိုင်းဝန်းဆိုကြပြီးတော့မှတကြံရဲ့နှစ်သားရလေးတွေကိုမမြင်ဘူးတဲ့မကြုံဘူးတဲ့လူငယ်လေးတွေကိုလည်းမိတ်ဆက်ရင်းတကယ်ကိုပြောစရာကောင်းခဲ့ပါတယ်တကြံရီမပတ်ပေမဲ့လည်းရေထဲကိုအိမ်မြသွားစီမဲ့မြင်ကွင်းလေးကိုတွေ့ရတဲ့အခါမှာတကယ်ကိုမေတ္တာစိတ်လေးတွေရှမ်းပေးခဲ့ပါတယ်ကျွန်တော်ကတော့ဒီတကြံပွဲလေးကိုရန်သဘောကျတယ်ပေါ့နော်ဘာလို့လဲဆိုတော့တကြံရဲ့အဓိကရည်ရွယ်ချက်ကနှစ်သက်ကိုကြိုးဆိုတာပေါ့နော်ဒါပေမဲ့လူတော်
တော်များများပျော်ရွှင်မှုတွေပျော်ပါမှုတွေနဲ့ရောပြီးတော့မှတကြံရဲ့အတိကအတိတ်ပဲကိုမိသွားကြတယ်ကျွန်တော်ကတော့ဒီနေ့တကြံပွဲလေးကိုကြည့်တဲ့အခါမှာဘလုံးကြီးပွဲပဲလုံးဘူဖေးလေးပဲဆဆသူများကားတာပဲကြည့်နောက်ဆုံးဒန်းပဲစီကျွန်တော်တို့ရဲ့တကြံပွဲလေးကတကယ်ပျော်စရာကောင်းတဲ့အမှတ်တရလေးဖြစ်ကျွန်တော်မှကြံနေခဲ့မှာပါလို့ပြောရင်းနဲ့ရွှေတဲ့သူတွေအားလုံးကိုပျော်ရွှင်တဲ့နှစ်သစ်ပိုင်ဆိုင်နေကြပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ